မရှိဘူး အများကြီးပဲတော့ တူပြောမရောက်ရဘီးပါထားခဲ့ပြီ ဟာလေတော့ပါလူမလာနိုင်လို့လက်ကမပုတ်ကြလားနော်โอเค မင်္ဂလာပါ2026ခုနှစ်မေလ12ရက်နေ့ဖြစ်ပါတယ်ဒီကနေ့အတွက်နောက်ဆုံးရသတင်းတွေကိုစတင်တင်ဆက်ပေးပါတော့မယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးချင်တာကတော့အကြမ်းဖက်အေးစကန်ကိုတက်မတော်မှတိမ့်ပိုက်ရရှိခဲ့တဲ့သတင်းအပြည့်စုံကတော့2026ခုနှစ်မေလ10ရက်နေ့ကအကြမ်းဖက် AAPDF ပူးပေါင်းဖွဲ့များစကန်ရှာရာရခိုင်ပြည်ကြောက်ဖြူမြို့နယ်အတွင်းကစက်နယ်မင်းများလန်းစုံအနီးမှာစကန်တစ်ခုကိုမြန်မာတပ်မတော်မှပြန်လည်သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်ဒီပြည်စီမှာမြန်မာတပ်မတော်သားတအူးနိုင်ငံတော်အတွက်အသက်ပေးလူခဲ့ရတယ်လို့နောက်ထပ်တပ်မတော်သားတအူးလည်းဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အကြမ်းဖက်တွေကတော့အကြအဆုံးများစွာနဲ့စကန်ကိုစွန့်ခွာထွက်ပြေးသွားခဲ့ပါတယ်နှစ်ဖက်ထိတွေ့မှုတွေအပြီးမှာတော့အကြမ်းဖက်အလောင်း၄လောင်းဗမာ PDF အလောင်း3လောင်းတိုက်81 4လက် M22 1လက် RPG လောင်ချာ1လက်ကြီးအိမ်15ခုကြီးတောင်း326တောင်းလက်ပစ်ပုံး4လုံးကြီးကာအိုးထုတ်9လုံးဘန်ကာ15လုံးပစ်ကျင်း20နဲ့ဆက်သွယ်ရေးတူမြောင်အရှိပေ3000ခန့်ရှိတဲ့စခန်းတစ်ခုလုံးကိုမြန်မာတပ်မတော်မှသိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်ခုဆိုရင်မြန်မာတပ်မတော်အနေနဲ့နယ်မြေရှင်းလင်းမှုတွေကိုဇက်တိုက်လှုပ်ဆောင်နေတယ်လို့လည်းထပ်မံသိရှိရပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့အကြမ်းဖက် KIA PDF တွေကလူသစ်စုဆောင်းနေတယ်ဆိုတဲ့သတင်းအပြည့်စုံကတော့2026ခုနှစ်မေလ12ရက်နေ့ဒီကနေ့နေ့လယ်မှာပဲကရှင်ပြည်နယ်ရွှေကူမြို့နယ်အတွင်းကမြို့ကုန်းကြီးကျေးရွာဘုံကြီးကျောင်းအတွင်းမှာလူသစ်စုဆောင်းမှုတွေပြုလုပ်နေတယ်လို့သိရှိရပါတယ်လူသစ်စုဆောင်းမှုကိုဥဆောင်သူတွေကတော့အကျန်းဘက်ကောင်းဆောင်ကျောင်းဆရာအီလန်ခတန်ထွန်းဝင်ဦးကျော်မြိုင်ဒေါ်ချိုစောတို့၏တမီးဖြစ်သူချိုစင်တက်တို့ကဥဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ဒီလိုလူသစ်စုဆောင်းမှုတွေကြောင့်ပဲရွာထဲမှာလူငယ်နဲ့လူလက်ပိုင်းတွေမချိတဲ့လောက်ကိုဒီလိုရွာကိုထွက်ပြေးတိတ်ချောင်သွားရတယ်လို့မြေပြင်သတင်းတွေအရသိရှိရပါတယ်အခုဆိုရင်အကြမ်းဖက် KIA PDF ပူးပေါင်းအဖွဲ့ဟာဘုံကြီးကျောင်းတွေမှာတက်ဆွဲထားတယ်လို့လည်းသိရပါတယ်အလားတူပဲအကြမ်းဖက် KIA PDF တွေဟာမြို့ကုန်းမိုးစစ်သွားလန်းနတ်ရီကန်ဖျားကုန်းမှာလည်းစခန်းချတက်ဆွဲထားတယ်လို့ဒေတာခန်တွေစီကတဆင့်ထပ်မံသိရှိရပါတယ်ခင်ဗျာပြေးရရောဟာလေတော့ပါလူမလာနိုင်လို့လက်ကမပုတ်ကြလားနော်โอเคနောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့ဗိုလ်ချုပ်ကောင်းဆောင်ကျော်ဟန်တေဆုံးသွားတဲ့သတင်းအပြည့်စုံကတော့2026ခုနှစ်မေလ10ရက်နေ့ကရခိုင်ပြည်ကြောက်တော်မှာတပ်မတော်ရဲ့လေကြောင်းချင်းလင်းမှုကြောင့်အကြမ်းဖက် PDF များယာနဲ့ချီဆုံးခွဲရတယ်လို့စခန်းကိုလည်းလက်လွတ်ပြီးကိုလွတ်ထွက်ပြေးသွားခဲ့ကြတယ်လို့လည်းသိရပါတယ်ဒီပြည်စီမှာအကြမ်းဖက်ရဲ့ခေါင်းကြီးပိုင်းတွေအများအပြားဘဝကူးသွားကြတယ်လို့အကြမ်းဖက်လုပ်ငန်းတွေကိုကိုယ်တိုင်လုပ်ကိုင်နေတဲ့ဗိုလ်ချုပ်ကျော်ဟန်လည်းတပ်မတော်ရဲ့ပေါင်900နဲ့အတူဘဝကူးပြောင်းသွားတယ်လို့သိရှိရပါတယ်။ကြံရှိတဲ့ထိပ်ပိုင်းခေါင်းဆောင်အများစုကတော့ဘူးတီတောင်ဘက်ကိုသုတ်ခွာထွက်ပြေးသွားကြတယ်လို့လည်းဒေတာခန်ရဲ့ပြောပြချက်အရထပ်မံသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ဒါကတော့အောင်ပွဲရစစ်တီတွေကိုကျူစုပွဲပြုလုပ်ခဲ့တဲ့သတင်းပြေဆုံးကတော့2026ခုနှစ်မေလ17ရက်နေ့ကစကိုင်းတိုင်းဒေသကြီးအင်းတော်မြို့ကိုသိမ်းပိုက်နိုင်ခဲ့ကြတဲ့မြန်မာတပ်မတော်သားများကိုတာဝန်ရှိသူများနဲ့ပြည်သူအများစုကနှွေးထွေးစွာကြိုဆိုခဲ့တယ်လို့သိရပါတယ်။ကောင်းကောင်းဆုံးမယ်လို့အရင်ကပြောလိုက်
နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့ရှင်းပြည်နယ်မင်းတပ်ကိုတပ်မတော်မှစတင်ရှင်းလင်းနေတယ်ဆိုတဲ့သတင်းအပြည့်စုံကတော့2028ခုနှစ်မေလ17ရက်နေ့ကချင်းပြည်နယ်မင်းတပ်မြို့အနီးမှာအကြမ်းဖက်ရှင်းလက်နက်ကိုင်များနဲ့ဗမာ PDF များနေရာယူတက်ဆွဲထားတယ်လို့ဒေသခံတွေရဲ့သတင်းပေးပို့ချက်အရမြမတပ်မတော်မှလေကြောင်းမှတိုက်လေယာဉ်2စီးနဲ့ဘုံနှလုံးချကရှင်းလင်းခဲ့တယ်လို့လည်းသိရပါတယ်ဒီပြည်စီမှာအကြမ်းဖက်ရှင်းလက်နက်ကိုင်များနဲ့ဗမာ PDF များအများအပြားထိခိုက်ဒေဆုံးသွားရတယ်လည်းမြေပြင်သတင်းတွေအရသိရှိရပါတယ်အကြမ်းဖက်ရှင်းလက်နက်ကိုင်များနဲ့ဗမာ PDF များကလည်းဖျားเจ้าနဲ့လူနေအိမ်အချို့မှာထပ်မံဝင်ရောက်နေရာယူထားတယ်လို့လည်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့ PDF စကန်ကိုပြည်သူစစ်မှရှင်းလင်းခဲ့တယ်ဆိုတဲ့သတင်းအပြည့်စုံကတော့2028ခုနှစ်မေလ10ရက်နေ့ကသကိုင်းတိုင်းကျွန်းလာမြို့နယ်မတောင်ရွာအနီးမှာရှိတဲ့အကြမ်းဖက် PDF တွေနဲ့950ဆရာတော်ဘုရားရဲ့ပြည်သူစစ်အဖွဲ့တို့ထိတ်တိုက်ထိတွေ့မှုဖြစ်ခဲ့ကြပါတယ်။အနိုင်ကြားထိတွေ့မှုတွေအပြီးမှာတော့အကြမ်းဖက် PDF တွေသုတ်ခွာသွားသလိုအလောင်းတွေလည်းမတည်နိုင်ပဲကြံခဲ့တယ်လို့မြေပြင်သတင်းတွေအရသိရပါတယ်။မတည်နိုင်ပဲကြံခဲ့တဲ့အကြမ်းဖက် PDF အလောင်း3လောင်းတနက်8လက်နဲ့စစ်အုံဆောင်ပစ္စည်းတွေကိုလည်းတင်စီရရှိခဲ့တယ်လို့ထပ်မံသိရှိရပါတယ်ခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးရှင်ပါတယ်ဒါကတော့သကိုင်းတိုင်းရင်းမာပင်ခရိုင်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်ဆိုတဲ့သတင်းပြေဆုံးကတော့2028ခုနှစ်မေလ17ရက်နေ့ကသကိုင်းတိုင်းရင်းမာပင်ခရိုင်ရင်းမာပင်ညောင်မင်းကြီးလမ်းပိုင်းမှာအကြမ်းဖက် PDF တွေနဲ့ထိတ်တိုက်တီးတွေ့မှုရှိခဲ့ပါတယ်။ဒီပြည်စီမှာအကြမ်းဖက် PDF များဖြစ်တဲ့ SSDS ဇာမနီပျောက်ကြားတပ်ဖွဲ့ခရိုင်ရင်1ရင်းမာပင်တရင်31မဲမောင် PDF စားလင်းကြီးပကဖားနဲ့မိုးညိုပျောက်ကြား PDF တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်းသိရှိရပါတယ်။ထိတွေ့တဲ့အချိန်ကတော့မနက်7:00နာရီမှညနေ6:00နာရီကျော်တဲ့အထိကြာမြင့်ခဲ့လို့လည်းသိရှိရပါတယ်။ဒီတိမှုအတွင်းမှာမြန်မာတပ်မတော်အနေနဲ့ဒရုန်းတွေကိုအသုံးပြုခဲ့ရတယ်လို့တပ်မတော်သား2ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။နောက်ဆုံးရရှိထားတဲ့သတင်းတွေအရအကြမ်းဖက် PDF များကအထိနာပြီးဆုတ်ခွာသွားခဲ့တယ်လို့မတည်နိုင်ပဲကြံခဲ့တဲ့ PDF အလောင်း12လောင်းဒဏ်ရာကြောင့်မပြေးနိုင်ပဲကြံခဲ့တဲ့ PDF 5ဦးနဲ့အတူလက်နက်ခဲယမ်းများကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါတယ်။မြန်မာတပ်မတော်အနေနဲ့ဖက်ပြေးသွားတဲ့အကြမ်းဖက် PDF များကိုလိုက်လံရှင်းလင်းနေစေဖြစ်တယ်လို့လည်းထပ်မံသိရှိရပါတယ်ခင်ဗျာ။ဒီကနေ့အတွက်သတင်းတွေကိုတော့တင်ဆက်လို့ပြီးပါပြီမြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြချမ်းမာချမ်းသာတော်မူကြပါစေခင်ဗျာ။